2026 ခုနှစ်ဧပြီလ 19 ရက်နေ့မှာရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရေးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါရယ်။မကွေးတိုင်းဒေသအတွင်းခြေဆိုင်ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Local People Defense Force LPDF တွေပူးပေါင်းပြီးမကွေးယူနစ်အစိုးရရဲ့ဥဆောင်မှုအောက်မှာလက်တွဲညီညီတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အဆိုပါတရင်တွေကထုတ်ပြန်ထားပါတယ်။ဧပြီလ 19 ရက်နေ့နနက်4 နာရီအချိန်မှာစစ်ကော်မရှင်တပ်ကဖားကတ်မြို့နယ်လုံခင်းဒေသဘက်ကိုစစ်ကြောင်းထိုးလာပြီးစစ်ကြောင်းထိုးနေချိန်စစ်ကော်မရှင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်လုံခင်းရွာနဲ့မလန်းရွာအတွင်ကြားရောက်ပြီးအသက်4 နှစ်အရွယ်ကလေးငယ်တဦးနဲ့ကချင်အမျိုးသားတဦးလည်းထိမှန်သေဆုံးခဲ့တယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကသိရပါတယ်။စစ်ကော်မရှင်ကစစ်ရေးပြစ်မှတ်မဟုတ်တဲ့အရက်သားပြည်သူတွေနဲ့အခြေခံအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတဲ့အပေါ်ကရင်အမျိုးသားအစည်းအရုံး KNU ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီးအာဆီယံအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့စစ်ရာဇဝတ်မှုတွေကိုမျက်ကွယ်မပြူဘဲထိရောက်စွာအရေးယူဖို့အတွက်တိုက်တွန်းလိုက်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။နိုင်ငံတကာမှာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်အတိုက်အခံရန်သူတွေကိုရှင်းပြရလိမ့်ရှိသဖြင့်မြန်မာအတိုက်အခံခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုမလွတ်ပေးဘဲရှင်းထုတ်ဖို့အတွက်ဘူးလက်လှဆွေကလှုံ့ဆော်နေတာကိုတွေ့ရပါတယ်။မကွေးတိုင်းနမောက်မြို့နယ်အတွင်းကကြေးရွာတွေကိုလှည့်လည်မိရှုဖျက်ဆီးနေတဲ့လူအင်အား200ခန့်စစ်ကော်မရှင်စစ်ကြောင်းကိုတရက်ထက်မိုင်း2ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာစစ်သား9ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိသွားတယ်လို့ဗိတ်တနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးတပ်ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ 19 ရက်နေ့မနက် 8 နာရီကျော်ခန့်ကမော်စီစာအောင်သာယာ1မှာဒရုန်းမုံကြောက်ရောက်ပောက်ကွဲခဲ့လို့အမျိုးသား2ဦးအမျိုးသမီး2ဦးပြင်းထန်ဒဏ်ရာရကခွဲစိတ်ကုသနေရပြီးနေ့လယ် 12 နာရီခွဲအချိန်ထိမော်စီရွာတဝိုက်မှာလက်နက်ကြီးတွေကြားရောက်ပောက်ကွဲနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဧပြီလ 19 ရက်မနက် 10 နာရီခန့်အချိန်မှာစစ်ကော်မရှင်တပ်ကမြောက်ဦးနဲ့ကြောက်တော်မြို့နယ်အစပ်မှာရှိတဲ့ကြောက်ဆယ်ပင်ရွာအနီးကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးပုံနာကျိုးမြို့အနီးမှာရှိတဲ့ဓာတ်အားခဲစက်ရုံနဲ့နယ်စပ်ဒေသဖွံ့ဖြိုးရေးကျောင်းတွေကိုလည်းစစ်ကော်မရှင်ကလေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုနဲ့နေအိမ်ပျက်စီးမှုတွေလည်းရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။